အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Atom Flexi နဲ့အကြောင်းသိလို့ရမေဂရီရဲ့ admin ဖြစ်တယ်လို့ Atom Fiber Internet DHCP ရဲ့ admin တရရစာဖြစ်ပါတယ်အခုကျွန်တော်ဒီဗီဒီယိုရဲ့မှာပြနေတာကဒါကျွန်တော်တို့ပေါ့နော်ဒါ 4G LTE ဒါ dongle stick ပေါ့နော် dongle stick ကိုကျွန်တော်တို့ Flexi နဲ့တွဲသုံးနေတာလေးကိုကျွန်တော်လုပ်ပြပေးနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကdata Flexi နဲ့အပြင်ဆုံး data sync ကိုဒီလိုမျိုး 4G LTE dongle stick တွေမှာတွဲသုံးလို့ရှိလို့ရှိရင်ရနိုင်တဲ့အကျိုးကျေးဇူးတွေကဘာဖြစ်မလဲဆိုတော့ဖုန်းထဲမှာဖြစ်နေတဲ့တိုင်ပေါ်ပြဖြစ်တဲ့ပြဿနာတွေကိုကျွန်တော်တို့ကဒီလိုမျိုးနည်းနဲ့ဒါဆက်ကလေးနဲ့တွဲသုံးပြီးတော့ဖြည့်ရှင်းလို့ရမှာဖြစ်တယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ကဆက်ကလေးကိုဒီလိုလေးဖွင့်နေပြီးတော့ပြီးသွားလို့ရှိရင် data Flexi နဲ့ sync ကိုကျွန်တော်တို့ထည့်လိုက်တယ်ပေါ့နော်ထည့်သွားလို့ရှိရင်ကျွန်တော်တို့အခြေအနေကြည့်တယ်ကြည့်ပြီးသွားလို့ရှိလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒါ power bank ပေါ့နော်ဒီကောင်ကျတော့ကျွန်တော် power bank နဲ့ ဓာတ်ရိုက်ချိတ်ဆက်ပြီးတော့ထိုးအသွင်းပြီးအသုံးပြုရတဲ့ဟာဖြစ်တယ်လို့ကျွန်တော်တို့တော့ဒီဖုန်းအသွင်းကောင်းနေနဲ့လေဒါဓာတ်ရိုက်ချိတ်ဆက်ပြီးတော့ထိုးသွင်းအသုံးပြုလို့ရတယ်သူကကျတော့ကျွန်တော်မီးလေးတစ်လုံးထဲမှာကျွန်တော်တို့က signal မီးရယ် wifi မီးရယ်ဆိုတော့နှလုံးထဲနဲ့တီးတန်ရင် Flexi net ကိုကျွန်တော်တို့ပေါ့နော် Atom Flexi net ကိုတီးတန်ရင်ကျွန်တော်တို့ဒီ set အတွက် setting ချိန်ဆရာမလို့ပဲနဲ့ဒီ 4G LTE modem dongle stick မှာဆိုရင်ကျွန်တော်တို့ကလည်းကြိုက်မြည်သည့် sync မဆိုထည့်သွင်းအသုံးပြုလို့ရမှာဖြစ်တယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒီ set တွေကကျွန်တော်တို့ပေါ့နော် EPN setting ကို auto config ချပေးပြီးသားဖြစ်တယ်မိကြိုက်နေတဲ့ကတ်တိုင်းကိုထည့်သွင်းအသုံးပြုလို့ရမှာဖြစ်တယ်အဲ့တော့ connection နေရာလေးမှာကဆင်းသွားတယ် wifi နေရာလေးမှာပြသွားပြီဆိုရင်ကျွန်တော်တို့ကဒါစတင်ပြီးတော့အသုံးပြုလို့ရပါပြီเนาะအဲ့တော့ကျွန်တော်ကဆိုရင်ကျွန်တော်ကနေပြီးတော့ဖုန်းလေးယူလိုက်တယ်ယူပြီးသွားလို့ရှိရင်ကျွန်တော်စတင်ပြီးတော့အသုံးပြုပြီးမှဖြစ်တယ်ဗျအဲ့တော့ wifi လေးချိတ်ဆက်မယ်သူ့ရဲ့ wifi က 4G သူ့ရဲ့ name က 4G UEFI နဲ့ထွက်ပြီးတော့ default password ကကျွန်တော်ဆက်ရဒီအဖုံးလေးမှာပါတယ်သူကဘာထွက်လာမလဲဆိုတော့ password ဒီ123569893ညာဒီသူရဲ့ default password ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကချိတ်ဆက်ပြီးတော့မှကျွန်တော်တို့ဒါစမ်းတက်ပြီးတော့အသုံးပြုမှာဖြစ်ပါတယ်အဲ့တော့တချို့လူတွေကထင်ကြတယ်ဒါကြီးကတန်းသုံးလို့ရပါမလားအစင်ရောပြေပါမလားလို့ပေါ့နော်တွေးကြတယ်အဲ့ဒါကြောင့်မို့ကျွန်တော်လက်တွေတစ်ခါလေးစမ်းပြပြီးလိုက်တာပေါ့နော်ဒါအားလုံးအစင်ပြေအောင်လက်တွေတစ်ခါလေးစမ်းပြပြီးလိုက်တာဖြစ်တယ်အဲ့ဒါပြီးရင်ကျွန်တော် TikTok လေးကိုကြည့်မယ် TikTok လေးကြည့်မယ်ဘာညာပေါ့နော် TikTok ကြည့်မယ်ပြီးရင်ကျွန်တော် YouTube ကြည့်ပြအောင်ပါပေါ့နော်အခုအပြင်တော့ TikTok ကြည့်ရမယ် TikTok ကြည့်လိုက်မယ် okay TikTok မှာလည်း line ချင်းနေကိုယ်ကောင်းတယ်ပေါ့နော် Flexi net ကတော့ကျွန်တော်ဒီတိုင်းကပြောကြတယ်ပေါ့နော်တချို့လူတွေကရောင်းတယ်ဘယ်လိုရောင်းလဲဆိုတော့သူကဆက်ကိုပေါ့နော် location အန်လို့ဆိုရောင်းတယ်ဆက်ကဆက်ပြဘာမှမဆိုင်ဘူးဆက်နဲ့ location ကဘာဆိုဘာမှမဆိုင်ဘူးအဓိကသုံးတဲ့ကတ်ပေါ့နော်ကတ်ပေါ်မှာပဲဆိုင်တာကတ်က location lock ဖြစ်တဲ့ကတ်ဆိုဖြစ်ကိုဖြစ်မှာပဲပွင့်နေကြမယ်ဆို Flexi net က location lock နဲ့အတမ်စစ်နဲ့ကျွန်တော်တို့အတန်ရန်ကိုရုံကျုပ်ကနေဓာတ်ရိုက်ထုတ်ထားတာဖြစ်တယ်။ဒါပေမဲ့တော့နားလည်မှုသဘောတရားမှာအတန် 4.5G ကိုရင်အပြည့်အဝမိတာဖြစ်တဲ့အတွက်ဖုန်းထဲမှာပဲထည့်သုံးတော့ဆက်ထဲမှာပဲထည့်သုံးတော့ပေါ့နော်။အတန် 4.5G ကိုရင်အပြည့်အဝမိတဲ့နေရာတိုင်းမှာကျွန်တော်အသုံးပြုလို့ရမှာဖြစ်တယ်။အဲ့ဒါကိုတချို့လူတွေကဆက်ထဲမှာထည့်လိုက်ရင်ပဲ location unlock ရတော့မလို့ဆက်ကပဲ location unlock လုပ်ပြီးတော့မလို့ပြောပြီးရောင်းနေတာမဟုတ်လို့ကျွန်တော်ကဒါကိုပြောပြနေတာပါနော်။အဲ့တော့ဒီ site ရဲ့ကျွန်တော်တို့ပေါ့နော်ဒါအခု TikTok ကြည့်ရဲဒီ site ရဲ့ကျွန်တော်ရောင်းဈေးနေကျွန်တော်လက်ရှိရောင်းပေးနေတရားဝင်ကျွန်တော်ရဲ့ရောင်းဈေးတွေ6000ကျပ်ဖြစ်ပါတယ်ကတ်နဲ့တွဲယူမယ်ဆိုရင်ကတ်က3000ဆက်က6000အားလုံးပေါင်းတူတယ်9000ကျပ်ကျတင်ပါမယ်ဆက်တီးတန်းယူမယ်ဆိုရင်တော့ကျွန်တော်တို့6000ကျပ်ပဲကျတင်မယ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အခု TikTok ကြည့်ပြီးတော့ကျွန်တော် YouTube ကိုကျွန်တော်တွားကြည့်ပြပေးတယ်ပေါ့နော်အဲ့တော့မိမိတို့ပေါ့နော်ဒါဖုန်းထဲမှာထည့်သွင်းပြီးတော့ချုပ်လူတွေကမသုံးကျင်တော့ဘူးဒါအဲ့လိုမျိုးပေါ့နော်ဒါဈေးနှုန်းလဲတတ်တာခြင်းနဲ့ဒီလိုမျိုးလေးတွဲသုံးကျင်တယ်ဆိုရင်ကျွန်တော်ဒီမှာဒီလိုမျိုးစက်မျိုးလေးတွေကိုဒါလုံလုံလောက်လောက်နဲ့ဒါကိုယ်တိုင်ကိုကြလာရောက်စမ်းတက်ပြီးတော့လဲဝယ်ယူလို့ရတယ်လာရောက်စမ်းတက်ပြီးဝယ်ယူနေဆိုရင်အိမ်နံပါတ်359ကျွန်တော်တို့နော်မှာ6လမ်း1ရက်ကွတာဂေတာတပ်ဖွဲ့မှတ်တိုင်မျိုးမှာလာရောက်ဝယ်လို့ရပြီးတော့ကျွန်တော်ဆက်သွယ်စုံစမ်းမယ်ဆိုရင်တော့ကျွန်တော်တို့359ခွန်8383666နဲ့359ခွန်66631434ပို့ဆိုရဲဖုန်းနံပါတ်တွေကိုဓာတ်ရိုက်ဆက်သွယ်ပြီးစုံစမ်းမေးမြန်းလို့ရတယ်เนาะအဲဒါဆိုကျွန်တော်ဒီမှာကြည့်ပြနေတဲ့ကဏ္ဍလေးတော့ပြီးပါပြီအခုကျွန်တော်ကလည်းဒါဗီဒီယိုဖိုင်ကိုကျွန်တော်ကလုပ်ပြီးမှအတန်ပြန်သွင်းရတာဖြစ်တဲ့အတွက်တကယ်လို့ပေါ့နော်ဒါအသုံးလုံးလေးတွေစကားလေးမှားသွားရင်လည်းခွင့်လွှတ်ပေးပါနော်အားလုံးကိုကျွန်တော်တို့ဘက်ကနေပြီးတော့အဆင်ပြေအောင်ဆောင်ရွက်ပေးရမှာဖြစ်တယ်เนาะအဆင်ပြေအောင်ဆောင်ရွက်ပေးမယ်လာရောက်ပြီးတော့စမ်းသက်ဝယ်ယူလို့လည်းရတယ်เนาะအဲဆိုကျွန်တော်အခု VPN လေးချိတ်ပြပေးနေတယ်ပေါ့နော် VPN လေးချိတ်ပြပြီးတော့ကျွန်တော်ဒါ Facebook ဖြစ်ဒါတခုခုကျွန်တော်သုံးပြမှာပေါ့နော်အဓိကတော့ကျွန်တော် VPN ဖိတ်ချိတ်ပြတာပေါ့နော်ဟောဆိုတော့ TikTok YouTube ဒါအများသုံးတဲ့ social platform တွေ Telegram အကုန်သုံးလို့ရတယ်เนาะဘာမှဘာဖြစ်ကြမလို့အဓိကတော့device သုံးလို့ရအရေးအတွက်တစ်ခါလေးပြောမယ် 4G LTE dongle stick ဒီဆက်အသေးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်အများဆုံးလေးလုံးထပ်ပို့ပြီးတော့မသုံးသင့်ဘူးတချို့လူတွေကအများကြီးချိတ်ပြီးတော့သုံးတယ်မဟုတ်ပြသုံးလို့မရဘူးမဟုတ်ရတယ်ဒါပေမဲ့ line ကျမှာနော် line လေးနှေးနိုင်တယ်အဲ့တော့ကျွန်တော်ကသူ့အိုးနဲ့သူ့ဆန်နဲ့ပေါ့နော်ဒါကိုက်ညီတဲ့ဒါဟာလေးကိုချိတ်ဆက်ပြီးသုံးပြမယ်ဆိုတော့ဒီဆက်လေးတွေကကောင်းကောင်းအသုံးပြုလို့ရပါတယ်